ဒီကောင်လေးကငငယ်ကလေးကမောက်မာပြီးစိုးသွန်းခဲ့တယ်လို့စာတင်ရတာကိုလည်းအယမ်းမုန်းပါတယ်သူ့အမေကိုစိတ်တူအောင်လုပ်ဖို့အတွက်အမိုက်ပုံးတဲ့အထိဆင်းပြီးပလင်းခွန်လေးတမင်လိုက်ကောက်နေတာပါသူ့ရဲ့ပြုမှုတွေကြောင့်ချမ်းသာတဲ့သူ့အမေမှာခေါင်းကိုကိုက်နေရတာပါပဲအဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်ကသူ့လက်ထဲကပလင်းကိုရုတ်တရက်ယူပြီးတကိုးတစ်ယောက်စီကိုလှမ်းပစ်လိုက်ပါတယ်ကောင်လေးကတော့အံ့ဩသွားပြီးတကိုးကလည်းဒေါသထွက်ပြီးပြန်ချဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့အေးအေးဆေးဆေးပဲတကိုးကိုအလွယ်တကူနှိမ်နှင်းလိုက်ပါတယ်ဒါကိုမြင်တဲ့ချမ်းသာတဲ့အမျိုးသမီးကသူမကိုသဘောကျသွားပြီးသူ့သားကိုဆုံးမနိုင်ဘူးလို့ယူဆလိုက်ပါတယ်သူမကရှေ့ကိုထွက်လာပြီးသူ့ရဲ့တက်တော်ဆောင်တွေကိုတကိုးကိုဖမ်းခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့အဖွားကအပြေးလွှားရောက်လာပါတယ်တကယ်တော့တကိုးကအဖွားရဲ့ပတ်စံတွေကိုခိုးသွားတာပါသူတို့စကားပြောတာကိုကြားပြီးနောက်မှာအဖွားကနေမကောင်းဖြစ်နေပြီးပတ်စံများကြီးလိုအပ်နေတယ်ဆိုတာကိုအမျိုးသမီးကြီးသိသွားပါတယ်မိန်းကလေးရဲ့မိသားစုကဘလောက်တောင်ဆင်းရဲလဲဆိုတာကိုသတိထားမိသွားပြီးဆေးရုံအထိလိုက်သွားဖို့ဆုံးဖြတ်ရောက်တော့ခွဲစိတ်မှုအတွက်ဒေါ်လာ2 သိန်းလောက်ကုန်ကြမယ်လို့ဆရာဝန်ကပြောပါတယ်ဒါကိုကြားချင်းပဲအဖွားကခွဲစိတ်ဖို့ကိုလက်လျှော့ပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်မိန်းကလေးကတော့ပတ်စံရအောင်ရှာပါမယ်ဆိုပြီးအဖွားကိုမြန်ပဲတားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကြီးကအထဲကိုဝင်လာပြီးအခြေအနေတစ်ခုနဲ့ခွဲစိတ်ခါတွေပေးပါမယ်လို့ပြောပါတယ်အဲ့ဒါကတော့မိန်းကလေးကသူ့သားကိုစားပြပေးရမယ်ဆိုတဲ့အချက်ပါပဲသူမရဲ့အဖွားအတွက်ကြောင့်မိန်းကလေးကသဘောတူလိုက်ပါတယ်မကြခင်မှာပဲမိန်းကလေးဟာအမျိုးသမီးကြီးရဲ့အိမ်ကိုရောက်လာပါတယ်စပွဲပေါ်တက်ပြီးစာအုပ်တွေကိုစုပ်ပြဲနေတဲ့ကောင်လေးကိုသူမချက်ချင်းမြင်လိုက်ရပါတယ်သူ့ကိုဆုံးမဖို့အတွက်အိမ်စီတယောက်ကိုကြက်မွေးတံယူလာခိုင်းလိုက်ပါတယ်သူမကကောင်လေးစီလျှောက်သွားပြီးဒီနေ့ကစပြီးငါကနေရဲ့ဆရာမပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့ကောင်လေးကနားမထောင်တဲ့အပြင်သူမကိုပါရန်စနေပါသေးတယ်မိန်းကလေးကစိတ်မရှိတော့ပဲကြက်မွေးတံကိုထုတ်လိုက်တော့ချက်ချင်းကြောက်သွားပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်နောက်ဆုံးတော့အဖမ်းခံလိုက်ရပြီးစာကြိုးစားပါမယ်လို့ကတိပေးလိုက်ရပါတယ်နောက်တစ်နေ့စာပြဖို့လာတဲ့အခါမှာတော့ကောင်လေးကတကားမှာထောင်ချောက်တွေဆင်ထားတာကိုတွေ့လိုက်ရပါတယ်ထောင်ချောက်နှစ်ခုတည်းကိုစက်တိုက်ကျသွားပြီးနောက်မှာတော့ကောင်လေးကအကျယ်ကြီးရင်မောနေပါတော့တယ်မိန်းကလေးကတော့တကယ်ကိုစိတ်တူသွားပြီးသူ့ကိုချက်ချင်းပဲတင်ငန်းစာပေးလိုက်ပါတယ်မျိုးသမီးကြီးလာကြည့်တဲ့အချိန်မှာတော့ကောင်လေးကလိမ္မာနေပြီးစာကိုတေးသေးချာချာလုပ်နေပါပြီမိန်းကလေးရဲ့လမ်းညွှန်မှုအောက်မှာသူတို့ဟာညှင်းတဲ့အထိစာလုပ်လေးရှိပါတယ်နိုင်မတော်အောင်လို့သူ့ရဲ့နရွက်မှာအဝိညက်ကလေးနှစ်ခုကိုညှက်ပေးထားပါတယ်သူကနရွက်တွေနာနေပြီးစာမလုပ်ချင်တော့ဘူးလို့ညှိတွားနေပါတယ်နောက်တစ်စက္ကန့်မှာပဲမိန်းကလေးကသူ့ရဲ့နရွက်မှာလည်းကလေးတွေကိုညှက်လိုက်ပါတယ်သူမကငါလဲနေလို့ပဲအတူတူခံစားပေးမယ်အခုစာလုပ်လို့ရပြီလားလို့ပြောလိုက်ပါတယ်ကောင်လေးကသူမရဲ့လုပ်ရက်ကြောင့်အံ့ဩသွားပြီးခေါင်းမာတာတွေရက်လိုက်ပါတယ်ဘောပင်ကိုကင်ပြီးစာစားလုပ်ပါတော့တယ်သူမသားဘေးမှာရှိနေရင်ဘဝကပြင်းစရာမကောင်းတော့ဘူးလို့ကောင်လေးခံစားလာရပါတယ်အပြစ်ကင်းတဲ့ကလေးနှစ်ယောက်ဟာတယောက်ကိုတယောက်တန်ရောစင်တွေတွေ့လာပြီးရင်ထဲမှာအမှတ်တရတွေဖြစ်လာပါတော့တယ်ကောင်လေးကအင်စာတွေအကုန်ပြီးသွားတာကိုမြင်တော့မျိုးသမီးကြီးကအံ့ဩသွားပါတယ်မိန်းကလေးကိုကျေးဇူးဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မိန်းကလေးကဆေးရုံမှာရှိတဲ့သူ့ဘွားစီကိုသွားကျင်တယ်လို့ချက်ချင်းပဲပြောလိုက်ပါတယ်မျိုးသမီးကြီးကသဘောတူပြီးမကြခင်မှာပဲသူမကိုဆေးရုံကိုပို့ပေးလိုက်ပါတယ်အဖွားကသူမကိုမြင်တော့အရန်ကိုအားနာသွားပါတယ်မိန်းကလေးဟာပတ်စံအတွက်ပူပန်မနေပဲငွေရတဲ့အချိန်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းတင်တယ်လို့အဖွားကယုံကြည်နေပါတယ်ကံကောင်းတာကအဖွားရဲ့အခြေအနေကတိုးတက်လာပြီးနောက်ရက်အနည်းငယ်အတွင်းမှာပဲမိန်းကလေးကိုအိမ်ပြန်ခေါ်သွားနိုင်တော့မှာပါခွဲခွာရမယ့်နေ့ကတော့မကြခင်မှာပဲရောက်လာပါတယ်မိန်းကလေးကကောင်လေးနဲ့သူ့အမေကိုနှုတ်ဆက်လိုက်ပါတယ်သူမရဲ့စာပြတဲ့အလုပ်ကပြီးဆုံးသွားပါပြီမျိုးသမီးကြီးကသူမကိုမခွဲချင်တာကြောင့်ကောင်လေးရဲ့အကြောင်းကိုပြောင်းလာဖို့တိုက်တွန်းပါတယ်ဒါပေမဲ့အိမ်မှာအဖွားကစောင့်နေတာကြောင့်မိန်းကလေးကညှင်းပယ်လိုက်ပါတယ်အဲ့ဒီနေ့မှာတော့စိုးသွန်းခဲ့တဲ့ကောင်လေးရဲ့မျက်ဝန်းမှာပထမဆုံးအကြိမ်မျက်ရည်တွေဝဲလာပါတယ်မိန်းကလေးရဲ့ကားလေးဝေးရာကိုထွက်သွားတာကိုသူငေးကြည့်နေခဲ့ပါတယ်တနေ့မှာတော့သူမကိုပြန်ရှာပါမယ်လို့သူစိတ်ထဲကနေတိတ်တဆိတ်ကြိမ်ဆိုလိုက်ပါတော့